ရောထန်နဲ့တိုက်ခိုက်ဖို့ဝမ်းကိုလာခဲ့တာလို့ဆိုလိုက်တဲ့တာကဲရုကိုမြေမြုပ်ပြစ်မဲ့သူကကျွန်တော်ဖြစ်လာမှာပါလို့တုံ့ပြန်လိုက်တဲ့ရောထန်အားလုံးပဲမင်္ဂလာပါခင်ဗျ Entertainment Mind Sport Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အကြောင်းအရာလေးမစတင်ခင်မှာကြော်ညာလေးတစ်ခုဝင်ပြစေခင်ဗျ iPad ခွန်ရှိကို Batman နဲ့ Fight သုံးလုံး Miss တို့ကိုစိတ်တိုင်းကြစော့ကစားခြင်းနဲ့ညီကိုတွေအနေနဲ့ကျွန်တော်စီမှာလာရောက်စော့ကစားလို့ရပါပြီငွေသွင်းငွေထုတ်မှန်မှန်ဝန်ဆောင်မှုမြန်မြန်နဲ့ user စိတ်တိုင်းကြဆောင်ရွက်ပေးနေပါတယ်စော့ကစားခြင်းနဲ့ညီကိုတွေအနေနဲ့ Viber နဲ့ Telegram နံပါတ်908196666ကိုဆက်သွယ်လိုက်ပါခင်ဗျာလာမယ့်23ရက်နေ့မှာကျင်းပသွားတော့မဲ့1172ပြိုင်ပွဲကြီးနီးကပ်လာတာနဲ့အမျှခေါင်းပွဲအဖြစ်ထိုးသက်သွားကြမဲ့ရော့ထန်နဲ့တာဂယ်ရူတို့ကတော့အပြန်အလှန်စကားစစ်ထိုးမှုတွေပြုလုပ်လာကြပါတယ်။ထိုင်းနိုင်ငံရဲ့မွေထိုင်းအကျော်မော်ဒီအိုင်ယိုမန်ကြီးရော့ထန်ကတော့ပြိုင်ပွဲကိုထီထီမီမီတုံ့ပြန်မှုတွေလှုပ်လာနေပါတယ်။သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုဟာ1 Championship သမိုင်းမှာအကြီးမားဆုံးတွေ့ဆုံမှုတွေတဲကတစ်ခုအပါအဝင်ဖြစ်သလိုပရိသတ်တွေအားလုံးကလည်းကြည်ရင်နေကြလိမ့်မယ်ထင်ပါတယ်။တကယ်ဆိုဒီဗိုင်တာနှစ်ယောက်ကပြီးခဲ့တဲ့1165ပြိုင်ပွဲမှာကလေးကပွဲတည်ခဲ့တာဖြစ်ပြီးရော့ထန်ကဒဏ်ရာကြောင့်နှုတ်ထွက်သွားခဲ့လို့သာတာဂယ်ရူဟာစူပါလက်နဲ့ထိုးခဲ့ရတာပါအဲ့ဒီပွဲမှာ9ချီအထိအကျိတ်နဲ့ကြီးခဲ့ပြီးဒဏ်အဆုံးဖြတ်နဲ့စူပါလက်ကအနိုင်ရခဲ့တယ်ဆိုပေမဲ့တာဂယ်ရူရဲ့မာကုံနဲ့တက်လုံပိုင်းကိုတော့မြင်တွေ့ခဲ့ရပါတယ်အဆိုပါရှုံးပွဲနဲ့ပတ်သက်ပြီးတာဂယ်ရူရဲ့ရင်ဖွင့်စကားတွေအပေါ်မှာရော့ထန်ကအခုလိုစကားစစ်ထိုးလိုက်ပါတယ်တာဂယ်ရူကစူပါလက်ကိုရှုံးပြီးတုန်းကသူ့ကိုယ်သူရှင်လျက်နဲ့သိနေတယ်လို့ခံစားရတယ်လို့အင်တာဗျူးတစ်ခုမှာပြောခဲ့ပါတယ်ဒါကြောင့်ဒီပြိုင်ပွဲမှာကျွန်တော်ကသူ့ကို6ပေအကွာကနေမြေမြုပ်သူဖြစ်လာမှာပါလို့စကားစစ်ထိုးသွားခဲ့ပါတယ်။တခါ Flyweight မွေတိုင်းချန်ပီယံဟောင်းရော့ထန်ကတာဂယ်ရူရဲ့အားသာချက်အားနည်းချက်တွေနဲ့ပတ်သက်ပြီးလဲအခုလိုသူ့ရဲ့အမြင်ကိုပြောပြလာပါတယ်။တာဂယ်ရူရဲ့အန်ဒီယာအများဆုံးလက်နက်တွေကတော့သူ့ရဲ့မြန်ဆန်တဲ့လက်သီးတွဲလုံးတွေခံမှန်းလို့မရတဲ့တိုက်ခိုက်ပုံစံတွေနဲ့ဂျပန်ရိုးရာဘူဂျီတို့စိတ်သက်ပါပဲ။သူကအမှန်တကယ်ကိုတိုက်ခိုက်ဖို့မွေးဖွားလာခဲ့သူပါ။လူတိုင်းကသူ့ရဲ့အားနည်းချက်ကိုလည်းသိကြပါတယ်။သူက defense ဘိုင်းမှာအားနည်းတယ်လေ။သူကခန္ဓာရည်မြင့်မားတော့လဲတိုက်စစ်ဖွင့်တဲ့အခါတိုင်းမှာသူ့ကိုယ်သူကာဝယ်ဖို့လစ်လူရှုမိနေတတ်ပါတယ်။ဒါတွေကိုစူပါလက်တန့်စင်တို့နဲ့ထိုးတက်ခဲ့တဲ့ပွဲတွေမှာမြင်တွေ့ခဲ့ရပါတယ်လို့ရော့ထန်ကပြောကြားခဲ့ပါတယ်။ဒီမတိုင်ခင်ရှေ့ပိုင်းမှာတုန်းကတာဂယ်ရူကိုယ်တိုင်ကရော့ထန်နဲ့ပွဲမှာရန်လမှုအပြည့်နဲ့ရှင်းကပ်သွားမယ်။သူ့ရဲ့နောက်ဆုံးပွဲလို့ရင်ဆိုင်ထိုးတက်သွားမယ်။1 Championship ကိုရော့ထန်နဲ့တိုက်ခိုက်ဖို့လာခဲ့တာပါလို့ပြောဖို့ထားပါတယ်။ဒီပြောကြားချက်တွေနဲ့ပတ်သက်ပြီးရော့ထန်ကလည်းအခုလိုတုံ့ပြန်လာပါတယ်။တာဂယ်ရူကသူ့ရဲ့နောက်ဆုံးပွဲလို့တိုက်ခိုက်မယ်။1ကိုကျွန်တော်နဲ့တိုက်ခိုက်ဖို့လာတာပါလို့ပြောထားပါတယ်။ဒါကြောင့်ကျွန်တော်ကသူနဲ့တိုက်ခိုက်ဖို့ပြောနေပါတယ်။ဒီပွဲကလူတိုင်းတေချာပေါက်ကြိုက်မဲ့ပွဲဖြစ်လာမှာပါ။တကယ်လို့ကျွန်တော်ကသူ့ရဲ့နောက်ဆုံးရှင်ပြိုင်သူဖြစ်ခဲ့ပြီးကျွန်တော်ကိုရှုံးပြီးသူအနားယူသွားမယ်ဆိုရင်ကျွန်တော်အမြဲတမ်းအပြစ်တင်နေမိမှာပါဘရောမခွင့်လွှတ်လို့ရမှာမဟုတ်ပါဘူးလို့ရော့ထန်ကပညာသားပါတုံ့ပြန်သွားခဲ့ပါတယ်ပရိသတ်များခင်ဗျာဒီဖိုင်တာနှစ်ယောက်ရဲ့ပွဲစဉ်ကိုတော့လာမယ့် match လ23ရက်နေ့မှာကြည့်ရမှာဖြစ်ပြီးဘယ်ဖိုင်တာကအသာစီးရထိုးသက်သွားမလဲဆိုတာကတော့ရင်ခုန်စွာနဲ့စောင့်မျှော်ကြည့်လိုက်ကြရအောင်ဗျာ